Hello အားလုံးပဲမင်္ဂလာပါမမကြီးရဲ့ cooking blog ကနေကြိုဆိုပါရစေဒီနေ့မမကြီးကကြက်ပူးသီးလေးကိုတောက်ဆန်းလေးချက်ပြမှာပဲဖြစ်ပါတယ်အရင်ဆုံးကြက်သွန်ဖြူနီချင်းထောင်းထားတာလေးကိုစီသက်လိုက်ပါမယ်ရှင်စီသက်နဲ့လေးမှုေးလာပြီဆိုလို့ရှိရင်တော့မမကြီးကဘောနော်ချုံငံနေထားတဲ့ကြက်သားတွေကိုထည့်ပြီးတော့ခဏလုံးပါမယ်ရှင်ပြီးရင်ငြူသီးနှစ်လေးနဲ့နှံ့သွားအောင်ကြက်သားလေးကိုခဏမှုတ်ပေးလိုက်မယ်နော်ပြီးရင်တော့သူ့လုံးရည်လေးနဲ့အတူတူသူ့အဖုံးလေးအုပ်ပြီးတော့လုံးပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့မဆလာလေးခဏအုပ်လိုက်မယ်မဆလာလေးအုပ်ပြီးကြက်သားလေးကလည်းလုံးရည်လေးရပြီဆိုလို့ရှိရင်တော့ဘူးသီးစိတ်လေးတွေကိုထည့်ပြီးတော့ခဏထပ်လုံးပါမယ်ရှင်ဘူးတီးလေးနဲ့ကြက်သားလေးကိုသူ့လုံးရည်လေးနဲ့ပဲသူ့အငွေ့လေးနဲ့ပဲအဖုံးလေးအုပ်ပြီးတော့ခဏတည်းထားပေးလိုက်မယ်နော်သူ့ပါသူ့ရည်လေးနဲ့သူခဏလေးဘူးတီးလေးကဣသွားပြီဆိုလို့ရှိရင်တော့မမကြီးကအဲ့တော့မှရေကိုပေါ့နော်ကြက်သားနဲ့ဘူးတီးအမြုပ်ရေကိုထည့်လိုက်ပါမယ်ရှင်မမကြီးကအသီးနှံစားလို့ရှိရင်ပေါ့နော်အမြဲတမ်းစိမ့်စိမ့်ဆူဆူလေးပဲစားပါတယ်အဲ့လိုဣပြေးသွားတော့မကြိုက်ဘူးပေါ့နော်အဲ့ကြောင့်မလို့ဘူးတီးမနုတနုလေးမှာပဲမမကြီးရရှိအပြည့်ထည့်လိုက်ပါတယ်ပြီးရင်အချုံငံကတော့ကိုယ်စိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်နော်အချုံငံလေးလည်းရပြီဟင်းရည်လေးလည်းပွက်လာပြီဆိုလို့ရှိရင်တော့မမကြီးကနောက်ဆုံးမှနန်းနန်းပင်နဲ့ငြူသီးစိမ့်လေးအုပ်လိုက်ပါတယ်ရှင်အခုဆိုရင်တော့ဘူးတီးပေါ့နော်ကြက်ဘူးတီးတောက်ဆန်းလေးရပါပြီရှင်ကြက်ဘူးတီးလေးကကောင်းလားမကောင်းလားဆိုလို့ရှိရင်တော့အိမ်ရထမင်းဝိုင်းမှာလေဇုံးလေးလည်းခဏငားပါအောင်ဇုံးလေးခဏချပါအောင်လို့တော့မှပြောယူရတဲ့အဆင့်ထိရောက်ပါတယ်ရှင်